could live life alone and never feel the longings of my heart, the healing warmth of someone's arms, and I could live without dreams and never know the thrill of what could be, with every star so far and out of reach. I can live without many things.
နေကိုပြန်တဲ့ဗီဒီယိုဆိုခွင့်ရတဲ့အတွက်ဖျန်ရဲ့ဘုံတော်သားကြီးကြီးနဲ့ပါစေပြောချင်ပါတယ်ကျွန်တော်အရင်ဆုံးနောက်တစ်ခုမသွားခင်မှာပေါ့နော်ဖျားရှင်ကောင်းမြတ်ပါတဲ့အရာအလုံးအတွက်ပုံမှာဆိုပြီးသုံးခေါက်ကြည့်ကြချင်ပါတယ်အလုံးပဲသုံးခေါက်ပေါ့နော်ကျွန်တော်ဒီနေ့သုံးအော်ရချင်းမှနေထားပြီးတော့ဖျားရှင်ကောင်းမြတ်ပါတဲ့အရာအလုံးပုံမှာလို့အတူတူကကြည့်ကြကြရအောင်ဒီနေ့သုံးဖျားရှင်ကောင်းမြတ်ပါတဲ့အရာအလုံးပုံမှာဖျားရှင်ကောင်းမြတ်ပါတဲ့အရာအလုံးပုံမှာဖျားရှင်ကောင်းမြတ်ပါတဲ့အရာအလုံးပုံမှာအာမင်ကျွန်တော်ဆက်လက်ပြီးတော့ဝိညာဉ်ခုံအားကိုပြမယ် short message ကိုပြမယ်ဆရာဆောင်ထောင်းပုံပြောကျွန်တော်ဒီကနေပြီးတော့လေးစားစွာနဲ့ဖိတ်ခေါ်ပါတယ် Hallelujah 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 ယခုလိုချိန်ကဖွင့်ကောင်းပြီဆိုပြီးတဲ့ဘုရားခင်ရဲ့နာမတော်ကိုစဉ်းစားခြင်းလို့ပါတယ်ကျွန်တော်ဒီလူငယ်များနေ့ပေါ့နော်ရစတဲ့လို့ပိုင်းမှာယခုလိုလောကပတ်တော်ဒီနာဖွင့်ပြီးတဲ့ဘုရားခင်ရဲ့ကြီးတော်ကိုချီးမွမ်းတယ်လို့သူ့လိုအချိန်ကြီးတဲ့လူငယ်များပေါ်မှာလည်းကျေးဇူးတင်တဲ့ကြောင်းစဉ်းစားခြင်းလို့ပြောချင်ပါတယ်ယေရှုခရစ်တော်ကပေါ့နော်ဒီလောကမှာတက်ရှင်လှုပ်ရှားလို့ကတရားဒီကနာဝင်ရတဲ့အခါမှာဘယ်ကျမ်းထဲမှာဘယ်လိုဖော်ပြထားတယ်ဆိုမှမပြောဘဲနဲ့ကျမ်းစာလာဒီကာဆိုမှပြောလို့ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့လည်းကျွန်တော်အနေနဲ့ကျမ်းစာလာဒီကာပေါ့နော်ကျမ်းစာလာဒီကာ Do not let anyone look down on you because you are young but set an example for the believers in speech in life in love in faith and in purityကျမ်းစာထဲမှာဖော်ပြထားပါတယ်ဆိုတော့ကျမ်းစာလာဒီကပေါ့နော်တင်ပြီးအသက်အရွယ်နုပြူတွေကိုအဘယ်သူမျှမထင်မဲ့မပြုစီပါနဲ့စကားပြောခြင်းပြုမှုခြင်းကြံခြင်းပေါ့နော်စာရီအဖြစ်ကျမ်းစာထဲမှာဖော်ပြတယ်လို့ဒီနေ့ကျွန်တော်အနေနဲ့ဒီစကားပြောခြင်းနဲ့ပတ်သက်ပြီးမှအနေငယ်ဝင်ရမယ်ပြီးတော့ဒီ in life တို့ in love တို့နော် in faith တို့အဲ့ဒီအရာတွေကိုအားလုံးချုပ်ပြီးမှအဆုံးသတ်မှာအနေငယ်ဝင်ရလို့ဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အနေငယ်ကကျွန်တော်ဖိတ်ခေါ်တော့ short message ပေါ့နော် short message ကျွန်တော်ပြောတယ်ကျွန်တော်တူတူလေးအောင်မှာဖြစ်ပါတယ်။ကျွန်တော်ပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်ကျွန်တော်အားလုံးကမြင်လို့ဒီနေ့ကြည့်ပါတယ်။ဘာလဲဆိုတော့ဗါလဲတရားသူဟောတော်သူဒီမင်္ဂလာရှိအကြောင်းမူကားတူတူဒီတမန်ဖိတ်ခေါ်ကြည့်လို့ခံရလိုက်ပါနော်။ကျွန်တော်ပိတ်ခဲ့တဲ့ဒီကကျွန်တော်အဲ့ဒီဆောင်ပုံနဲ့ဟောခဲ့တယ်ဒီနေ့လည်းဆက်လက်ပြီးမှအဲ့ဒါမျိုးပတ်သက်ပြီးမှဟောတော့မှာဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့နောက်တနေ့လည်းကျွန်တော်ဖိတ်ခေါ်ခံချင်လို့ဖြစ်တယ်။အာမင်အာမင်ဟုတ်ပြီစကားပြောခြင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တမန်ကျမ်းစာထဲမှာဘုရားခင်ဖော်ပြထားတဲ့လောကပတ်တော်မြောက်များစွာရှိတာဖြစ်တယ်နော်။အဲ့ဒီမှာတုတ်တန်ခန်းခြင်းနဲ့7အခန်းငယ်23မှာဘယ်လိုဖော်ပြထားလဲဆိုတော့မိမိနှုတ်နဲ့ရှာကိုစောင့်တော်သူဒီမိမိစိတ်ဝိညာဉ်နဲ့ဒုက္ခကိုကင်းလွတ်စေခြင်းကစောင့်ရရောက်ပြီးကျွန်တော်ပြောပြထားတယ်။နောက်တုတ်တန်ခန်းကြီး15ခန်းငယ်လေးထဲမှာဖြည်းဖြည်းသောရှာရဲ့အသက်ဖြစ်ကြမ်းတမ်းသောရှာမူကားစိတ်နာစေတတ်ပြီးကျွန်တော်ပြောပြထားတယ်ဆိုတော့ဒီလေဆိုတော့ဒီမှာရှိတဲ့လူတွေများအားလုံးကျွန်တော်အားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ကျွန်တော်ကိုယ်တိုင်မှစရွက်ကျွန်တော်ပြောဆိုဆက်ဆံတဲ့အခါမှာပေါ့နော်ကိုလူငယ်အချင်းချင်းဖြစ်စေယုံကြည်သူများနဲ့ဆက်ဆံတဲ့အခါမှာဖြစ်စေကျွန်တော်အပြင်လောကမှာနော်ကိုတငယ်ချင်းတွေကိုရဲ့ boss တွေနဲ့ဆက်ဆံစကားပြောတဲ့နေရာမှာပေါ့နော်စကားချူတာဘယ်မှာတမန်ချင်းချတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေပြောလိုက်တဲ့စကားတစ်ခုအမတန်မှတန်ဖိုးရှိပြီးမှမိတ်ဆွေပြောလိုက်တဲ့စကားတစ်ခုကြောင့်မို့လူတယောက်ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်တာဖြစ်တယ်။အဲ့ဒါကဘုရားခင်ကမိတ်ဆွေရဲ့ပြောတဲ့စကားကိုပြည့်တဲ့ပြီးမှတန်ဖိုးထားလို့ပြီးတယ်။ဆိုတော့ဒီမှာရှိတဲ့လူငယ်များလူကြီးများအားလုံးပေါ့နော်ကျွန်တော်တို့စကားပြောတဲ့နေရာမှာပေါလုကနေပြီးမှတိမောသေကိုပြောတဲ့ကဲတော့ပေါ့နော်ပုံဥပမာကောင်းဖြစ်ဖို့ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီးမှဆက်လက်ပြီးမှလှုပ်ဆောင်ရအောင်ပြောဆိုဆက်ဆံရအောင်ဆိုမှကျွန်တော်အနေနဲ့ပြောချင်တယ်နောက်တစ်ခုကပြုပြန်ခြင်း ပြုမှုချင်းကြံခြင်းပေါ့နော်ပြုမှုချင်းကြံအတက်တမန်ခံဖို့ကမှတမန်လိုအပ်တာဖြစ်တဲ့လူငယ်တွေရဲ့တက်တမန်ကျွန်တော်ကိုယ်တိုင်မှစပါတော့လူငယ်ပဲဆိုတဲ့စကားလေးတစ်ခုနဲ့ကျွန်တော်ထားပါတယ် take it for granted ပေါ့နော် take it for granted မဖြစ်ဘူးအမှန်တမ်းအရေးကြီးတာဖြစ်တယ်
တခါလေလူငယ်ပဲပြန်စခွက်လေးတောက်တာဘာဖြစ်လဲလူငယ်ပဲကာရာအိုကေတောက်တာဘာဖြစ်လဲနော်ဒါပေမဲ့ပေါလုကဘာပြောလဲလူငယ်ပဲဆိုပြီးမှ take it for granted မလုပ်ပါနဲ့နော်ဒီမှာပေါလုကတိမောသေကိုအားပေးတဲ့တော့ဒီမှာရှိတဲ့ယုံကြည်သူများလူငယ်များအားလုံးကိုကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်နဲ့မှန်ကန်ဖို့အမှန်တမ်းအရေးကြီးတာဖြစ်တယ်။သမာကျမ်းစာထဲမှာတော့ပေါ်ပြထားတယ်ငယ်ရွယ်တဲ့အချိန်မှာပေါ့နော်မိမိငယ်ရွယ်တဲ့အချိန်မှာလူငယ်ဘဝမှာကြိုက်တယ်လို့နေပါတဲ့ပြောတယ်လို့နေပါဒါပေမဲ့ပါလေနောက်ဆုံးတော့နေ့ရက်၌ဘုရားသခင်ရဲ့တရားစီရင်မယ်ဆိုတာမမေ့ပါနဲ့ဆိုမှကျမ်းစာထဲမှာပေါ်ပြထားတယ်ကျွန်တော်ဒီတနာကျန်စက်တိကိုမှကျွန်တော်သိရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာရှိတဲ့လူတွေများပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်ရဲ့စကားပြောခြင်းကျွန်တော်ရဲ့သူတစ်ပါးနဲ့ဆက်ဆံတဲ့နေရာမှာပေါ့နော်အသက်တာမှာကဖို့စကားချတာဆိုပြောကြဖို့ကျွန်တော်နေသားမှပြီးမှပြောခြင်းနဲ့ဆိုအသက်တာမှာဖို့ကျွန်တော်ဘာလို့အလဲ connection ကောင်းဖို့လိုအပ်တာဖြစ်တယ်အာမင်ဘာနဲ့ connection လဲအခုကျွန်တော်အားလုံးသိတဲ့ internet kit IT kit ဆိုမှအားကိစားတယ်ပေါ့နော်ဆိုယခုလိုမျိုး IT kit ဒီမှာလူငယ်တွေရဲ့အသက်တာမှာအသက်တာမှာကနိုင်ဖို့ connection ကောင်းဖို့အမှန်တမ်းလိုအပ်တာဖြစ်တယ်ဘာ connection လဲဆိုတော့ဘုရားသခင်နဲ့ကျွန်တော်ဆက်သွယ်တဲ့ connection ကောင်းဖို့အမှန်တမ်းလိုအပ်တာဖြစ်တယ်ဘုရားသခင်နဲ့ကျွန်တော်နဲ့ connection ကောင်းတယ်ဆိုပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာမှာလူအပ်တဲ့ spiritual software နော်ဝိညာဉ်ပိုင်းဆိုင်ရာ software အားလုံးကိုလူအပ်ခဲ့ပြီးရှိရင်ဘုရားသခင်က auto update လုပ်ပေးမှာဖြစ်တယ်အာမင်အာမင်ဘုရားသခင်ကအားပေးမှာဖြစ်တယ်မိတ်ဆွေမတတ်နိုင်တဲ့အရာမိတ်ဆွေမလုံနိုင်တဲ့အရာလူစားပြအဖြစ်မတက်ဆွမ်းနိုင်တဲ့အရာကိုဘုရားသခင်ရဲ့ခွင့်အားဘုရားသခင်ရဲ့ auto update လုပ်ပေးခြင်းအဖြစ်ကျွန်တော်တက်ဆွမ်းနိုင်မှာဖြစ်တယ်အာမင်အာမင်ဆိုဘုရားသခင်နဲ့တက်တာမှန်ကန်ဖို့စုတောင်းခြင်းအဖြစ်နောက်ကတော့လေ့လာခြင်းအဖြစ်ကျွန်တော်ဆက်လက်ပြီးမှအတက်တာမှရှောင်ရကြပါစို့ဆိုမှကျွန်တော်ဒီနဲ့အားပေးခြင်းနဲ့နောက်တစ်ခုကကျွန်တော်in speech in life in love in faith in purity ပေါ့နော်ဒီအားလုံးကိုခြုံပြီးမှကျွန်တော်စကားတစ်ခွန်းနဲ့ပေါ့နော်ပြောပြချင်တယ်အဲ့ဒီအရာကပါလေဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင် be a man of God ပေါလုကနေပြီးမှ be a man of God ဘုရားသခင်ရဲ့လူဖြစ်ပါဆိုမှပြောတာဖြစ်တယ်ဆိုဘုရားဤလူဆိုတဲ့အခါမှာဘယ်သူဖြစ်လဲဘုရားကြောင့်ပုံမှန်ပြောတဲ့လူကိုကျွန်တော်တို့ကဘုရားရဲ့လူ man of God လို့ခေါ်တယ်လားဒါမှမဟုတ်စေဖို့တူပုံမှန်ပြီးတဲ့လူကိုကျွန်တော်တို့က man of God လို့ခေါ်လို့ရလားဒါမှမဟုတ်သူကဒီလိုဥက္ကဋ္ဌဆိုတော့သူက senior pastor ဆိုတော့သူက youth pastor ဆိုတော့သူက man of God ပဲဆိုမှကျွန်တော်တို့ကခေါ်နိုင်မလားအမှန်တမ်းစဉ်းစားဖို့အရေးကြီးတဲ့ question တွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကြောင်းနေပါလေရှောက်တဲ့အခါမှာပေါ့နော်သူတို့မှာ requirement တွေအများကြီးရှိတာဖြစ်တယ်တောင်းဆိုချက်တွေပေါ့နော်ဒီမှာရှိတဲ့လူငယ်တချို့လည်းအခုကြောင်းတက်နေတဲ့လူရှိတယ်နောက်ထပ်တက်အောင်မဲ့လူလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြောင်းတစ်ခုကိုရှောက်တဲ့အခါမှာဒီမှာ requirement တွေဝန်ခွင့်ရဖို့သူရဲ့တောင်းဆိုချက်တွေအများကြီးရှိတာဖြစ်တယ်သူကြီးလည်းကောင်းပဲ man of God ဖြစ်ဖို့ဘုရားသခင်ကြီးလူဖြစ်ဖို့ဘုရားရဲ့လူဖြစ်ဖို့တောင်းဆိုချက်တွေများများစွာရှိတာကျွန်တော်သိရမှာဖြစ်တယ်။ဒီမှာကျမ်းစာထဲမှာကြည့်တဲ့အခါမှာတောင်းဆိုချက်အများကြီးရှိတဲ့အထဲမှာပေါ့နော်ကျွန်တော်အနေနဲ့ယုံကြည်သူနဲ့စပနာဆိုပြီးမှ article တစ်ခုကျွန်တော်ဗမာပြည်မှာနေတော့မှကျွန်တော်ရေးခဲ့ပို့တယ်။အဲ့ဒီ article ကိုကျွန်တော်အနေငယ်အခြေခံပြီးမှထပ်မံပြီးမှဒီမှာရှိတဲ့ယုံကြည်သူများလူငယ်များကိုအားပေးနဲ့ဝင်ငါခြင်းနဲ့ဘုရားသခင်၏လူနဲ့စပနာဒါမှမဟုတ်ယုံကြည်သူနဲ့စပနာဆိုပြီးမှကျွန်တော်ပုံအုပ်မှာပြထားတယ်တကယ်တော့ဒီယုံကြည်သူနဲ့စပနာဆိုတာကျွန်တော်အမိရဲ့တရားဟောချက်ပေါ့နော်ကျွန်တော်အမိသက်ရှင်တော့တရားဟောချက်ကိုကျွန်တော်အခြေခံပြီးမှကျွန်တော်အမိရဲ့ခွင့်ပြုချက်နဲ့အခြေခံပြီးမှ article ရေးခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီယုံကြည်သူနဲ့စပနာဆိုတဲ့ဒီ article ဒီနောက်ကပတ်တော့ကျွန်တော်အမိရဲ့ဝင်ငါချက်ပေါ်မှာအခြေခံပြီးမှကျွန်တော်ထပ်မှန်ပြီးမှထပ်ဆင့်ဝင်ငါမှာဖြစ်တယ်။ဟုတ်ပြီကျွန်တော်ရဲ့အသက်တာမှာပေါ့နော်စပနံစပါးပင်ဒါမှမဟုတ်စံစပါးပင်စိုက်တဲ့အခါမှာပထမအဆုံးကျွန်တော်မလုပ်ရလဲဆိုတော့လဲထွန်ရတာဖြစ်တယ်။ကျွန်တော်ဒီမှာရှိရဲ့ယုံကြည်သူအားလုံးမြန်မာပြည်က
ဒါရဲလို့ဆိုတော့ပေါ့နော်ဒီလဲထွန်းနေဆိုတာပါလဲဆိုတော့အားလုံးသိမယ်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ကျွန်တော်အသေးစိတ်မပြောရဘူးမပြောတော့ပါဘူးကျွန်တော်လဲထွန်းတဲ့အခါမှာပထမအဆုံးအနေနဲ့ကျွန်တော်မလုပ်ရလဲဆိုတော့ဒီမီကြီးပေါ့နော်ဒီလဲရမီတွေကိုကျွန်တော်ထွန်းရစ်ပြီးမှပါလဲကျူးပဲကြည်မွားနေတာကျွန်တော်ထွန်းရတာဖြစ်တယ်စပါးပင်စိုက်နိုင်ပြီသူဒီ၎င်းနဲ့ယုံကြည်သူတယောက်ဘုရားကောင်းတော်လို့ဘုရားလူတယောက်ဖြစ်နိုင်သူလို့မှာကျွန်တော်ရဲ့ကျူးပဲကြည်မွားသောနှလုံးသားလိုအပ်တာဖြစ်တယ်ယုံကြည်သူတယောက်ဖြစ်ဖို့နော်ပထမလိုအပ်ချက်ကပါလေကျူးပဲကြည်မွားသောနှလုံးသားကျွန်တော်ဘာမှမဟုတ်ပါဘူးပေါ့နော်ဆိုရက်မိမိကိုယ်ကိုနေချတော့နှလုံးသားကျူးပဲကြည်မွားသောနှလုံးသားကိုဘုရားသခင်ကလိုချင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့တက်တာမှာလူငယ်တွေဖြစ်တဲ့နေ့သူတခါလေးငါပွားဆိုတဲ့စိတ်ရှိတတ်တယ်ပေါ့နော်ငါဆိုတဲ့စကားလုံးပေါ့နော်လူစီဖာကြဆုံးတာပါအကြောင်းလဲဆိုတော့ငါလုံးမယ်ဆိုပြီးမှငါဆိုပြီးမှဒီအတ္တကိုစိတ်တန်းနေတဲ့အခါမှာမထင်မှပဲနဲ့လူကအကောင်းဆုံးဘုရားသခင်ရဲ့ the highest angel နေပြီးမှကောင်းကင်ဘဝနေပြီးမှနေချခြင်းခံရတယ်လို့ရှိပါပြီ။ဒါကပါလေသူရဲ့အတ္တစိတ်ကိုအခြေခံလုပ်ပြီးတယ်။သူဒီကောင်းမဲ့လူငယ်တွေရဲ့အသက်တာမှာကျွန်တော်ရဲ့အသက်တာမှာငါလုံးနိုင်တယ်ငါလုံးမဖြစ်နဲ့ငါဆိုတဲ့စိတ်ရှိနေတဲ့ကျွန်တော်ရဲ့အသက်တာမှာလူငယ်တွေကြားမှာဖြစ်ဖြစ်ကျွန်တော် company မှာလုပ်တဲ့နေရာမှာဖြစ်ဖြစ်ငါဆိုတဲ့စိတ်ဓာတ်ရှိတဲ့နေရာမှာကြာဆုံးခြင်းရှိတာဖြစ်တယ်။အဲ့ဒီငါဆိုတဲ့စိတ်ဓာတ်ကိုပြန်ရှာပြီးမှကျူးပဲကြည်မွားသောနှလုံးသားဘုရားသခင်အလိုရှိသောနှလုံးသားနဲ့အတ္တရှောင်းလာနိုင်မှုရှိနိုင်မှုပထမအဆုံးကျွန်တော်အားပေးခြင်းတယ်။နောက်ဒုတိယအချက်အနေနဲ့ဒီစပါးပင်တိုက်တဲ့အခါမှာဒီလဲရာတွေကျွန်တော်ထွင်ပြီးတဲ့နောက်ပိုင်းမှာကြည်မွအောင်ထွင်ရင်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်လုံလောက်တဲ့ရေတွေပြရဖြစ်တယ်။စပါးပင်တိုက်တယ်လုံလောက်တဲ့ရေကျွန်တော်ကပတ်တော်ထဲမှာတမန်ကျမ်းစာကိုကျွန်တော်နှုတ်ကပတ်တော်စီဆိုမှနိုင်ရှင်သားဖြစ်တယ်နော်လူငယ်ရဲ့အသက်တာမှာလုံလောက်သောနှုတ်ကပတ်တော်လိုအပ်တာဖြစ်တယ်အခုခေတ်အားလုံးနော်အထူးသဖြင့်ဂျပန်မှာရှိတဲ့လူငယ်များကျွန်တော်တိုင်မဆအလုပ်သွားရတယ်ကျောင်းသွားရတယ် assignment လုပ်ရတယ်ဟိုဟာလုပ်ရတယ်ဒီဟာလုပ်ရတယ်ဒါကလည်းနှုတ်ကပတ်တော်ဖတ်မဲ့အချိန်မရှိဘူးပေါ့ဒါမဲ့ဒီမှာရှိတဲ့လူငယ်များကျွန်တော်အားပေးခြင်းနှုတ်ကပတ်တော်ဖတ်နေတဲ့နှုတ်ကပတ်တော်ပုံမှန်ဖတ်တဲ့လူငယ်တယောက်ရဲ့အသက်တာနဲ့နှုတ်ကပတ်တော်မဖတ်တဲ့လူငယ်တယောက်ရဲ့အသက်တာလုံးဝကွာခြားတာဖြစ်တယ်လုံးဝထူးခြားတာဖြစ်တယ်တကယ်လို့မြန်မာဆိုရင်နှုတ်ကပတ်တော်မဖတ်ဖြစ်ခဲ့သေးဘူးဆိုရင်နော်အနည်းဆုံးတရက်မှာ one verse ပေါ့နော် verse ကိုဖတ်စီလို့ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာနှုတ်ကပတ်တော်ဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ကိုချိန်ခံပြီးမှရှောက်လာတဲ့အခါမှာဘုရားနဲ့မှန်တယ်ဒီမှာကျွန်တော်ကရှောက်လာနိုင်မှာဖြစ်တယ်နောက်စပါးပင်များပြုစုပြုထောင်ရတာဖြစ်တယ်ပေါ့နော်စပါးပင်တွေကိုကျွန်တော်ပြုစုပြုထောင်တဲ့နေရာမှာကျွန်တော်လေသမားလိုအပ်တာဖြစ်တယ်ကောင်းတော်လေသမားပေါ့နော်သူကြီးလည်းကောင်းမဲ့ယုံကြည်သူရဲ့အသက်တာမှာအထူးသဖြင့်လူငယ်တွေရဲ့အသက်တာမှာကျွန်တော်တို့ကိုလမ်းပြမဲ့ spiritual father သို့မဟုတ် spiritual mentor ပေါ့နော်ဝိညာဉ်ကြီးရာဥဆောင်မဲ့ mentor တူလိုအပ်တာဖြစ်တယ်ကျွန်တော်ရဲ့ youth pastor ဖြစ်မလားလူငယ်ကောင်းဆောင်ဖြစ်မလားဒါမှမဟုတ် senior pastor ဖြစ်မလားကျွန်တော်တို့မတတ်တဲ့အရာတွေမတတ်ဆွနိုင်တဲ့အရာတွေနားမလည်နိုင်တဲ့အရာတွေကိုကျွန်တော်အားပါတယ်လောကပတ်တော်အခြေခံရင်းနဲ့လူကြီးမိဘများဆရာများရဲ့တွင်တင်ဆုံးမမှုအားဖြင့်လို့ရှောက်လမ်းမယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်နဲ့မှန်ကန်သောအသက်တာရှိပြီးမှအောင်မြင်တဲ့စပနန်ကဲ့သို့ကျွန်တော်အောင်မြင်သောလူငယ်များဖြစ်လာနိုင်မှာဖြစ်တယ်နောက်တစ်ခုကဒီစပါးပင်ကြီးစိုက်တဲ့အခါမှာပေါ့နော်ဘောင်ဆိုတာရှိတယ်ဥပမာဒီတဘောင်စာဆိုရင်စပါးကျွတ်တဲ့အခါမှာဘယ်နဲ့တင်းရှိတယ်ပေါ့နော်နောက်တဘောင်ဆိုဘယ်လောက်ရှိတယ်ဆိုမှဧကဒီဘောင်တွေခွဲတဲ့ဒီစပါးတွေခွဲတဲ့ဘောင်ရှိတယ်ပေါ့နော်သူကြီးလည်းကောင်းမယ်လူဘဝမှာကျွန်တော်ဘောင်ခတ်ထားတဲ့အရာတွေအများကြီးရှိတယ်ဥပမာအဖြစ်ဒီမှာချင်းလိုမျိုးရှိမယ်ကရင်လိုမျိုးရှိမယ်ကချင်ကရားရှိမယ်ကျွန်တော်အမျိုးတွေပေါ့နော်တရုတ်လိုမျိုးစတယ်ကျွန်တော်ပေါင်ခတ်ထားတယ်ရှိကောင်းရှိနိုင်တယ်ကျွန်တော်ရဲ့တက်တာမှာယုံကြည်သူဆိုပြီးမဲ့ပေါ့နော်တခါလေပေါင်ခတ်ထားတယ်ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့စပါးပင်ကြီးထွားတဲ့နောက်ပိုင်းမှာပေါ့နော်အောင်မြင်တန်ဆွမ်းတဲ့စပါးပင်ကြီးထွားတဲ့နောက်ပိုင်းမှာအဲ့ဒီပေါင်တွေကိုမမေ့ရတော့
ဘာဖြစ်လို့လဲစပါးပင်ကသူပေါင်းတဲ့အားလုံးကိုဖုံးအုပ်ထားတာလွှမ်းခြုံထားတာဖြစ်တယ်သူဒီ၎င်းရဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်ရဲ့လူတော်တိုင်းလျှောက်လမ်းပြီးမှဘုရားသခင်အလိုရှိတဲ့လူငယ်ဘုရားသခင်လူရှိတဲ့လောကပတ်တော်နဲ့လျှောက်လမ်းတဲ့ယုံကြည်သူတွေဖြစ်လာတဲ့အခါမှာအာမင်ကချင်းလူမျိုးအာမင်ကကရင်လူမျိုးဆိုတဲ့ခွဲခြားတဲ့အရာတွေပေါင်းနေအာမင်ကဟိုအမျိုးငါကဒီအမျိုးဆိုတော့ဒီနေ့ငါနဲ့ပေါင်းလို့မရဘူးစသည်ဖြစ်တယ်အဲ့ဒီပေါင်းတွေအားလုံးကလောကပတ်တော်အားဖြင့်လွှမ်းခြုံပြီးမှမရှိတော့တာမဟုတ်ဘူးနော်ရှိတော့ရှိဒါပေမဲ့အဲ့ဒါတွေအားလုံးမမြင်ရတော့အာမင်အာမင်ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာမှာတစ်ခါလေကျွန်တော်အံ့ဩမိတယ်ပေါ့နော်ယုံကြည်သူလို့လည်းခေါ်တယ်မှုတော်ဆောင်လို့လည်းခေါ်တယ်တစ်ခါလေကျတော့ဘယ်လိုခေါ်လဲငါတို့အမျိုးမှငါတို့လူမျိုးမှငါတို့ဒီအဖြစ်မှဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်တစ်ခါလေရှိတယ်ငါတို့ကိုယ်ကနာဖြစ်မှဆိုတော့အဲ့ဒီကိုယ်ကနာတွေအမျိုးတွေမရှိတာဘူးရှိတယ်ဒါပေမဲ့လောကပတ်တော်နဲ့ကြီးထွားရင်းကျက်တဲ့အခါမှာအဲ့ဒီအရာကိုကျွန်တော်ရဲ့အသက်တာပေါ်လွင်ထင်ရှားခြင်းမရှိတော့ဖြစ်တယ်အာမင်နောက်ဆုံးအောင်မြင်တဲ့စပနံစပါးပင်ဟာပေါ့နော်အရှိတဲ့လဲတဲ့စပါးပင်ကိုကျွန်တော်ကအတင်းအဓမ္မအနောက်ဘက်လဲခိုင်းလို့မရဘူးပေါ့နော်နောက်အနောက်ဘက်လဲတဲ့စပါးပင်နဲ့ကျွန်တော်ကလည်းအရှိဘက်ကိုအတင်းအဓမ္မဘယ်လိုခေါ်လဲခိုင်းလို့လဲခိုင်းတယ်သူကကျူးသွားမှာဖြစ်တယ်စပါးပင်ပြတ်သွားမှာဖြစ်တယ်သူကြီး၎င်းပဲယုံကြည်သူကျွန်တော်ကျမအနေနဲ့လူငယ်တဦးတယောက်အနေနဲ့နှုတ်ကပတ်တော်ထဲမှာခြိခိုင်မဲဆိုတာပေါ့နော်ခိုင်မဲဆိုတာခြိဆိုင်ပြီးတဲ့နောက်ပိုင်းမှာဟူရောင်ရောင်ဒီရောင်ရောင်မလုပ်ဖို့အမှန်တမ်းအရေးကြီးတာဖြစ်တယ်နှုတ်ကပတ်တော်ကပြောတယ်ဆိုရင်နှုတ်ကပြောဖို့ဖြစ်တယ်နှုတ်ကပတ်တော်ကမပြောဘူးဆိုရင်မပြောဖို့ဖြစ်တယ် When the Bible is silent we have to silent when the Bible speaks we have to speak ဆိုတော့အခုခေတ်နောက်ဆုံးတော့ကာလဖြစ်တဲ့နေ့မာယုနဲ့တွင်တင်ချက်တွေမြောက်များစွာပေါ်လာပြီးဖြစ်တယ်အဲ့ဒါကြောင့်မလို့တမန်တော်ပေါလုကတိမောသေထဲမှာနောက်ဆုံးတော့ကာလမှာတဲ့ကျွန်တော်ချင်းချမ်းစာထဲမှာဘီလထပ်ဆိုမှာပေါ့နော်ဘီလထပ်ဆိုတဲ့စကားလုံးတုံးထားတယ်ဘီလထပ်ဆိုတာကယားနေတဲ့နေရွက်တွေပေါ့နော်သူတို့ကြားချင်တဲ့လောကပတ်တော်ပဲပေါ့နော်သူတို့ကြားချင်တဲ့လောကပတ်တော်ကဘာပြောတယ်မဟုတ်ပဲနဲ့မိမိလူချင်တဲ့အရာတစ်ခုကိုပဲကျွန်တော်ဆွဲယူပြီးမှဝင်ငှတဲ့ဆရာတွေလည်းရှိတယ်ပေါ့နော်ဝင်ငှတဲ့ယုံကြည်သူတွေလည်းရှိတယ်ဆိုတော့အဲ့ဒီအရာတွေကိုကျွန်တော်ကခွဲခြားနိုင်ဖို့ပိုင်းခြားနိုင်ဖို့လောကပတ်တော်၌ကောင်းမွန်စွာအမြင့်တွေဖို့အမှန်တမ်းရည်ကြည်တာဖြစ်တယ်ဆိုတော့ဒီမှာရှိတဲ့လူငယ်များကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်ဘူတိုင်းမှာဆောင်ရွက်ကျွန်တော်တို့ရဲ့တက်တာမှန်ကန်နိုင်ဖို့ပြီးတော့ကျွန်တော်ရဲ့စကားပြောခြင်းပြုမှုခြင်းကြံခြင်းကျွန်တော်ရဲ့အသက်တာမှာယုံကြည်ခြင်းမှာ purity မှာသူတပတ်အတွက်ပုံပမာကောင်းတယောက်ဖြစ်နိုင်ပြီလို့မှာလောကပတ်တော်နဲ့ကျွန်တော်ကရှောက်လန်းရအောင်လောကပတ်တော်ပြောတဲ့အတိုင်းလှုပ်ဆောင်ရအောင်တချို့ဆရာကြီးရှိတယ်ခရစ်တော်နဲ့ရှိတဲ့ဆိုအားလုံးချမ်းသာပြီဒါမဲ့ယေရှုခရစ်တော်ကပြောလဲငါနောက်လိုက်တဲ့လူကကုလေဝါကားတိုင်းကိုထမ်းပြီးမှငါနောက်လိုက်ရမယ်ဒီလောကကငါ့ကိုနင်းပယ်တကယ်တော့မင်းတို့ရဲ့မာစတာမင်းတို့ရဲ့ဆရာမင်းတို့ရဲ့တခင်ပြီးတဲ့ငါ့ကိုနင်းဆဲတယ်ဆိုရင်မင်းတို့ကိုလည်းနင်းဆဲမှာပဲဆိုကျွန်တော်ပြောချင်တဲ့သဘောကယုံကြည်သူဖြစ်လာပြီဆိုတော့ဆင်းရဲဒုက္ခခံရမယ်ဆိုတာမျိုးတော့မဟုတ်ဘူးနော်ဒါပေမဲ့ life ဒါမှမဟုတ် Christian life ဆိုတဲ့အရာကပန်းကင်းတဲ့ life မဟုတ်ဘူးနော်စုကင်းတဲ့ life ကိုရှောက်တဲ့အချိန်မှာလည်းရှိကောင်းရှိနိုင်တယ်စာမီးပွဲပြတဲ့အချိန်မှာလည်းစာမီးပွဲပြတဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်တယ်ကျွန်တော်ဒီနေ့ပေါ့နော်ဒီစီဝဲမစားခင်မှာကျွန်တော်ဒီရလူငယ်တချို့နဲ့စကားပြောဖြစ်တယ်ပေါ့နော်ကျွန်တော်ဘဝမှာခက်ခဲတဲ့အရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောဖြစ်တယ်အဲ့မှာကျွန်တော်ပြောလိုက်ရဆိုတော့စာမီးပွဲဖြေတဲ့အခါပေါ့နော်လူတယောက်ကအတန်းတင်စာမီးပွဲဖြေတဲ့အခါမှာစာမီးပွဲအချိန်မှာဆရာကစကားမပြောဘူးနော်ငြိမ်နေတယ်ဆိုတာတတိယပါဆိုမှကျွန်တော်ပြောခဲ့တယ်အဲ့ဒါကိုကျွန်တော်ဒီမှာရှိတဲ့လူတွေများပေါ့မှာတတ်မှတ်ပြီးမှပြောချင်တယ်တကယ်လို့မိတ်ဆွေရဲ့အသက်တာမှာဆင်းရဲဒုက္ခတွေကြုံနေရတယ်ဟာစာမီးပွဲဖြစ်လို့ခံစားနေရတယ်ဘုရားသခင်ကငါ့ကိုမကြားတော့ဘူးငါ့ကိုစကားမပြောတော့ဘူးလို့ခံစားနေတယ်ဆိုရင်အဲ့ဒီအချိန်ဟာမိတ်ဆွေ
ပါတယ်တဆင့်တက်ကိုဝိနည်းရမှာတော့လည်းတော့ကျွန်တော်ဒီလောကီရေးရမှာတော့တဆင့်တက်ကိုစာမေးပွဲဖြစ်နေတာဖြစ်တယ်အဆုံးမပြီးပါနဲ့ဆက်လက်ပြီးမှစူးစမ်းပါနှုတ်ကပတ်တော်အပြင်လိုက်လျှောက်ပါဆိုပြီးမှကျွန်တော်ဒီနဲ့အနေငယ်အများလားအားပေးခြင်းနဲ့အားလုံးပေါ်မှာပြန်ပြီးပေါင်းချပေးပါစေအရှင်ဆုံးတဲ့ကရှိဘုံတော်ကြီးမမညီမငယ်လေးများအားလုံးကိုရှင်မြတ်ဘုရားလေးလို့ခေါ်ပါတယ် Sanki maşinine snow, até maşinine musa maşinine tıkayı. The healing warmth of sun
ဆက်ကျေးဇူးတော်ချီးမွမ်းပါတယ်ခောက်တဲ့ဘောတော့နှစ်တိုင်းဒီဆက်ဆက်ကလူငယ်များနေမှာခုလိုဖျားရှင်ကိုလိုမချင်းမရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လို့ဆက်ဆက်လူငယ်ပုံမှန်လေးဖျားရှင်မှာမျိုးပါစေလို့တောင်းပေးပါတယ်ဆိုပြီးခဲ့တဲ့တစ်ပတ်ကတော့ကိုခိုင်ပြီးကဖုန်းဆက်တယ်ကျွန်တော်ဒီတစ်ပတ်ပေါ့နော်အစီအစဉ်ရှိတယ်ပေါ့နော်ပါဝင်ပေးပါလို့ဖုန်းဆက်တဲ့အခါမှာကျွန်တော်ကတဲ့တော့ဝတ္ထုကူပဲကျမလည်းတင်ညာလိုက်တယ်ပေါ့တင်ညာလိုက်တော့တဲ့တော့ဝတ္ထုကူပဲကျပြီးတဲ့အခါမှာလူငယ်တူကပြောဗာမေးလဲဆိုရင်ဆက်ဆက်တဲ့တော့ကဘယ်ရလဲတဲ့ဘယ်တင်တော့လဲတဲ့သူသိတာတော့သူပြောပြတယ်ဗာလဲဆိုဟိုဝါတဲ့တင်တော့လားတဲ့ဒါတော့အားသားလေးပေါ့နော်သူကပြောဟိုတယ်လို့ဟောပါလေရှိုးတယ်ရတယ်ရတယ်အဲ့တော့တဲ့လို့ပြောပြပါဝင်ပေးရအောင်လို့ပြောတာအဲ့သူပြောတာတော့ကျွန်တော်ပုံစံအားဖြင့်ဝါတယ်ဆိုပြီးတော့ခံနေတယ်ကျွန်တော်ကဒီဘက်ဆက်ကိုလာတဲ့ခါမှာမရှိတဲ့ပုံမှန်တွေတွေ့ရတဲ့ခါမှာကျွန်တော်ကစကားသုံးလုံးကိုပို့ပြီးခံလိုက်တယ်ပေါ့နော်ပြေးသွားတယ်ပြီးတော့စီလုံးမှုရှိတယ်ပြီးတော့တက်ကြွတယ်ဆိုတော့ဒီကဒီပုံမှန်တွေရဲ့နေချာကိုကျွန်တော်ခံနေပါတယ်လို့တယောက်စီတိုင်းရဲ့စိတ်ထားလေးပြေးသွားမှုရှိမှဒီပုံမှန်တွေစီလုံးမှုရတယ်မှာဖြစ်ပါတယ်လို့စီလုံးမှုရတဲ့အခါမှာကြရှယ်မှုတော့ဘုဒ္ဓတစ္ဆာနဲ့လူချတဲ့ခါကျမှဘုန်းတော်တစ္ဆာနဲ့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်နိုင်ငံပြောကြလို့ပါတယ်လို့ဒီမှာရှိတဲ့ဒီပုံမှန်ရတဲ့စီတိုင်းကိုလည်းဖျက်ရှင်တိုင်းသုံးပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ပထမတော့ကျွန်တော်မရှိမခင်ပါတော့ကျွန်တော်ဒီနေ့ travel ချမ်းနေပြီးတော့ကျွန်တော်နှစ်ယောက်လာပါတယ်လို့ကျွန်တော်တရားပါတော့ကျွန်တော်အတွက်ပဲတွေ့မှုကိုတောင်ဆောင်ဖြစ်ပါတယ်လို့ကိုတောင်ဆောင်နေပြီးတော့သူ့ရဲ့တက်တာမှာဖျက်ရှင်ပြုတဲ့မှုတွေကိုနိုင်ငံတက်တကယ်ဝင်လာဖို့အစီအစဉ်ရှိပါတယ်လို့ကျွန်တော်ကပြီးတော့ပထမဆုံးနေနဲ့အီမာနီလာဆိုတဲ့ဖျက်ရှင်ဘောလုံးကိုချီးမွမ်းပြီးတဲ့အခါမှာကိုတော်ဆောင်နေပြီးတော့နိုင်ငံသက်သေခံခြင်းအဖြစ်ကျွန်တော်ဒီနေ့ဆက်ဆက်ပြုနေမှာဝိသုကူရဲ့ချိန်မှာပါဝင်ဖို့အစီအစဉ်ဖြစ်ပါတယ်လို့ဒီမှာနေလားယနေ့မနေ့ကဘာလားအစင်နဲ့ဒီရှိတော်မူသောဖျက်ရှင်ကျွန်တော်နဲ့တူရှိတဲ့ဒီမှာနေလားဆိုတဲ့အချိန်လေးနဲ့ဖျက်ရှင်ဘောလုံးကိုချီးမွမ်းကြပါတယ် Thank you.
ရှိမှုစွာဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းပါတယ်ဒီနေ့ရွတ်လူငယ်များဆန်တဲ့ဟိုပါဝင်ခွင့်ပေးရတယ်ဒါဖျားခင်ရဲ့အကြံစီလို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့ဒီလူငယ်များထံမှလည်းကျွန်တော်ကိုတက်တေခံခွင့်9မိနစ်ပေးတယ်ဆိုလဲအကယ်၍9မိနစ်ကျော်သွားရင်ကျွန်တော်ကိုတယောက်တော့လက်ထောင်ပေးပါလို့ကျွန်တော်ကနည်းနည်းရှည်တတ်တယ်အဲ့ဒါကြောင့်လို့ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့တက်တေခံကကျွန်တော်အသက်တာပြောင်းလဲလာတာအရန်ကိုကျွဲတဲ့ကောင်ကနွန်ထဲကနေထွက်လာတဲ့အချင်းကြီးဖြစ်လို့ကျွန်တော်နည်းနည်းကျွန်တော်ရဲ့အသက်တာအကြောင်းကိုနည်းနည်းတက်တေခံချင်ပါတယ်လို့တစ်ချိန်တုန်းကကျွန်တော်ကမင်းသားမဖြစ်ပဲနဲ့မင်းသားဖြစ်ခဲ့လို့ကျွန်တော်အဲ့အကြောင်းကိုပြောပြချင်ပါတယ်လို့ဘယ်လိုဖြစ်ခဲ့တယ်လဲဆိုရင်ကျွန်တော်အရင်ကျွန်တော်ရဲ့ဇာတိကိုမိတ်ဆက်လုပ်ပါတယ်ကျွန်တော်ကရှမ်းပြည်နယ်ကိုလုံမြို့နယ်ကာမိုင်းဆိုတဲ့ရွာကလေးရွာဖြစ်ပါတယ်ကျွန်တော်တို့ဒေသမှာဆိုရင်ဘေးအရန်ဆိုင်အခုချိန်ထိအရန်ဆိုင်အဲ့တော့ရန်ကုန်မြို့ကြီးပေါ်မှာတောင်မှနေတဲ့လူတွေတောင်မှဘိန်းပိန်ကိုမမြင်ဘူးပဲနဲ့ဘိန်းဆွဲတဲ့လူတွေရှိတယ်ဆိုတော့ဘိန်းဆိုင်ဒီမှာကြီးပြင်းလာတဲ့ကျွန်တော်ဆိုရင်မိတ်ဆွေတို့စဉ်းစားကြည့်ပါလို့အဲ့တစ်ချက်ပဲကျွန်တော်ကတကယ်ကိုတစ်ချိန်လုံးကစာတန်ရဲ့လက်စားချင်းအားဖြင့်ကျွန်တော်အဲ့လိုမျိုးမူကြီးစေဝါဆွေအားမျိုးမျိုးကလည်းအချင်းချင်းစာတန်ကကျွန်တော်ကိုလက်စားဆုံးရှုံးခဲ့တယ်အဲ့လိုမျိုးတွေအဲ့တော့ကျွန်တော်အမေကတစ်ချိန်လုံးကယုံကြည်သူအဖေဖက်ကမယုံကြည်သူအဲ့လိုမျိုးတို့ယူကြတဲ့အခါမှာအဖေကအမေကိုသွားတောင်းတော့မင်းတို့အိမ်ကမယုံကြည်သူဖြစ်တဲ့အတွက်ယုံကြည်သူအဖြစ်ပြောင်းလဲလာမယ်ဆိုရင်ကျွန်တော်တတိပေးစားမယ်ဆိုပြီးမှကျွန်တော်တို့အမေဖက်ကနေအမျိုးတရားကမ်းလာတဲ့အခါမှာသူတို့ကယုံကြည်သူဖြစ်လာတယ်။ဒါပေမဲ့တစ်ချိန်လုံးကကျွန်တော်အမေယုံကြည်သူဖြစ်လာခဲ့တော့ညာလေအဖေကလည်းအဲ့လိုမျိုးလိုက်ရိုးပြီးမှပါလာတယ်တကယ်လည်းခရစ်တော်ကိုရသလားဆိုတော့မရဘူးခရိယန်ဖြစ်လာတယ်ခရိယန်ဖြစ်လာတဲ့အချိန်မှာကျွန်တော်လည်းအဲ့လိုပဲခရိယန်ဖြစ်လာတယ်ဒါပေမဲ့ကျမ်းစာတွေလည်းဖတ်သလားဆိုဖတ်တယ်ဒီတန်းတွေသွားသလားဆိုသွားတယ်မပြောင်းလေဘူးအဲ့တော့တစ်ချိန်မှာခရစ်တော်ရဲ့အကြောင်းကိုဒီကားတိုင်ကဘာအတွက်လဲဆိုတဲ့ကားတိုင်အကြောင်းကိုသဘောပေါက်လာတဲ့အခါမှာကျွန်တော်အသက်တာပြောင်းလဲလာတဲ့အခါကျွန်တော်တကယ်ကိုလက်တွေ့ကျွန်တော်ရဲ့ခံစားလာတဲ့အရာတွေကိုကျွန်တော်တက်တည်ခံခြင်းဖြစ်ပါတယ်ကျွန်တော်ဘယ်လိုပြောင်းလဲလာလဲဆိုတော့အဲ့လိုအရင်ကြီးမူကြီးစေဝါထမှာနိမြုပ်ဒီမှာအချင်းချင်းလေးကြတေးချင်းတွေအချင်းချင်းအဲ့လိုမျိုးတွေဘုရားခင်ကအဆုံးမပြည့်ပြည့်နေဒီဟာဗျာဒီလိုဖြစ်နေတာမင်းပြောင်းလဲပါလူတွေကလည်းပြောတယ်ပြောင်းလဲပါလို့ပြောတော့ဘယ်လိုလုပ်ပြောင်းလဲမလဲကော
ပေါင်းနေတာကိုဒီပိန်းနေတာမပြောင်းလဲနိုင်ဘူးဒီလိုပဲသွားနေတယ်တစ်ချိန်မှာခရစ်တော်ရဲ့ကားတိုင်အကြောင်းကိုနားလေသွားတယ်လူမြင့်ကြီးခေါ်ရင်တို့ဟောလာအခန်းကြီးဒုတိယဆောင်အခန်းကြီး9ငယ်10ပါလူမြင့်ကြီးကခရစ်တော်နဲ့ရှင်အတိပြုနေတဲ့တော်ဖြစ်တယ်ဟောက်တော့အရာတို့ပြောင်းလဲခတ်သိမ်းတော့အရာတို့အတိဖြစ်တယ်ဆိုဟောခရစ်တော်ကကားတိုင်မှာကျွန်တော်ရဲ့တည်ချင်းဒီကျွန်တော်ရဲ့ကျင့်ချင်းအမိန်ကလာကိုတစ်ချိန်လုံးကပေးဆက်သွားပြီဆိုတဲ့ဟာကိုနားလည်လာတဲ့အခါဒီနေ့ဟာကျွန်တော်ရဲ့အသက်တာပြောင်းလဲလာပြီဆိုကျွန်တော်ထိုင်းမှာနေတဲ့အချိန်မှာအဲ့လိုမူကြီးစေဝါဆွဲပြီးမှတညယေရှုခရစ်တော်နဲ့တွေ့အဲ့ချိန်မှာကျွန်တော်ပြောင်းလဲလာတကယ်ချင်းတွေနဲ့တွေ့တယ်ပြီးတော့မူကြီးစေဝါတောက်သုံးတာအဲ့ဒါတက္ကန့်အဲ့ထက်ဆိုးတာဘာဖြစ်သွားလဲဆိုရင်ဆေးချောက်ကိုသူများရှူတာကိုကျွန်တော်တို့ကချက်စားတဲ့အခါအဲ့ညမှာကျွန်တော်တေတော့မလို့လုံးဝဥခန္ဓာမျောသွားတယ်အတက်တော့ရှူနေတယ်အိမ်ပြန်ရောက်အဲ့တော့ကျွန်တော်တေပြီလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ဒီညတော့ကျွန်တော်တေပြီလို့ကျွန်တော်တေရင်ဘယ်သွားမလဲစိတ်ချမှုမရသေးဘူးတေရင်ဘယ်သွားမလဲမရင်သွားဘူးပဲလေကျွန်တော်အရင်ကြောက်တယ်ဘုရားခင်လို့ကျွန်တော်ဘယ်သွားရမလဲအဲ့ဒါလမ်းဆုံးနေတယ်ကျွန်တော်လမ်းဆုံးနေတဲ့အခါမှာဘုရားခင်အသက်ရှင်တဲ့ဘုရားခင်ကြီးဒီတစ်ခါကျွန်တော်ဒီမူကြီးစေဝါတွေကျွန်တော်လုံးဝမလုပ်တော့ဘူးလို့ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တယ်ဘုရားခင်ကျွန်တော်ကိုအသက်ပြန်ပေးပါလို့ဘုရားနဲ့ကျွန်တော်တွေ့ခဲ့တယ်အဲ့လိုတွေ့ပြီးတော့ဘုရားကကျွန်တော်ကိုပြန်ပြီးအသက်ရှင်ခွင့်ပေးဒီမှာဒီနေ့ဘုရားခင်ကဒီလူတကာရှေ့မှာဘုရားခင်ရှေ့လူရှေ့သူ့ရဲ့ဘုန်းတော်ထင်ရှားမှုနဲ့ကျွန်တော်ဒီလိုအကြံစီပေးထားတာကျွန်တော်နားမလည်ခဲ့ကျွန်တော်ဆုံးရှုံးခဲ့တဲ့အရာတွေကျွန်တော်တို့ဘူးဖိုးအာတာလို့ကျွန်တော်အဖေမေတွေဆုံးရှုံးသွားတဲ့အဲဆုံးရှုံးခြင်းတွေကိုဒီနေ့ကျွန်တော်ယေရှုခရစ်တော်ကိုပြန်ရချင်းအားဖြင့်ကျွန်တော်ကျွန်တော်အောင်မြင်သောသူဖြစ်တယ်လို့ကျွန်တော်ပြောရတယ်အာမင်ကျွန်တော်ရဲ့ကျင့်ချင်းအမင်္ဂလာတွေကျွန်တော်တို့ရဲ့ဆုံးရှုံးခြင်းတွေယေရှုခရစ်တော်ကိုရတော်သူရဲ့အားလုံးအရာခက်တဲ့ကိုရတော်သူဖြစ်ပြီးလို့ကျွန်တော်ကြွေးကြော်ကြရအောင်အာမင်ဒီနေ့ကျွန်တော်တို့ဂျပန်မှာလာနေတဲ့အချိန်မှာလေအမတန်မှအရာမျိုးကြုံတွေ့ရတယ်ဒါလည်းတော့မပြောတော့ဘူးနော်ဒါပေမဲ့ယေရှုခရစ်တော်ရဲ့ချစ်ချင်းမေတ္တာဘလောက်ကြီးတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့နားလည်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာတစ်နေ့ပြီးတစ်နေ့ထူးခြားတဲ့သူတွေဖြစ်မယ်ကျွန်တော်ယုံကြည်တယ်အာမင်ထူးခြားတဲ့သူတွေဘုရားခင်ကကြီးမားတဲ့အကြံစီပြုမယ်လို့ကျွန်တော်ယုံကြည်တယ်အာမင်ဘုရားခင်ရဲ့ချစ်ချင်းမေတ္တာဘလောက်ကြီးတယ်လဲဆိုတဲ့ဟာကိုနားလည်သွားရင်ကျွန်တော်တို့ရဲ့အသက်တာအချီးမဟုတ်တော့ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်အနေငယ်ပဲတက်တဲ့ခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အာမင်
Sunday School nào bằng tiếng Việt Japan là Đông Nghi Tổ Sản Nương Ngài Sắc Cơ. 新しい歌で伝えようみんなに主なる神様の愛のメッセージ。神様は君を愛して君のため一人のイエス様愛してくれた。輝
ဒီဂျပန်မှာအမေရိကန်မှာလူငယ်ဘဝကိုပြောင်းရွှေ့စွာတုံးချခဲ့တဲ့ကျွန်တော်တို့ဂျပန်နိုင်ငံတကြောပြန်မင်းသားကြီးဖြစ်တဲ့ဟိုတော့အင်္ဂလန်တွေတော့ကျွန်တော်ဒီလူငယ်များနေအစီအစဉ်မှာပါဝင်နေတဲ့အတွက်ကြောင့်လည်းကျွန်တော်လူငယ်အားလုံးခေါ်ရရရှိပါတယ်လို့ဖြစ်နိုင်လို့ရှိရင်အင်္ဂလန်ကလာတဲ့လူငယ်အရင်တော့ဒီမှာလှူရှားခဲ့တဲ့ကျွန်တော်တို့ကိုတော့အချိန်နဲ့ပေးချင်ပါတယ်ဗောနော်ဒီမှာတွေ့တဲ့အတွေ့အကြုံနဲ့သူအင်္ဂလန်ကကွာမှုတွေကျွန်တော်ပြောပြပေးဖို့ကျွန်တော်ကြုံတယ်ဗောနော်ကျွန်တော်ဂျပန်ပြီးတော့တစ်ခေါက်ပြန်လာတဲ့အချိန်မှာကွာတာလေးတွေဘယ်သူတွေကဘယ်လိုဖြစ်သွားတာတွေလူတွေပြောင်းလဲသွားတာလေးတွေကစပါဗောနော်အနေငယ်ဟိုပြောချင်တဲ့အားလေးကိုလာပြီးတော့ဒီမှာပါဝင်ပေးလို့ရတဲ့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်လို့လက်ကုပ်ကြီးပြောဖိတ်ခေါ်ရကြတယ်နော်ဒီနေ့ကောင်းထောက်မှဆိုတာပြောပါတော့ကျွန်တော်လူငယ်ရဲ့အစီအစဉ်ကိုကျွန်တော်ပြီးတော့ရှိတဲ့အတွက်ကျွန်တော်တွေ့တာအရင်ကကျွန်တော်ကြုံခိုင်းဖြစ်တဲ့အတွက်ဝမ်းသာပါတယ်ပြီးကျွန်တော်ကြည့်တော့ဒီကလူငယ်တွေကရန်အောင်အားကြောက်ဖို့ကောင်းပါတယ်လို့စီလုံးနဲ့လောက်ကြတဲ့ကြောင့်တက်သွားတယ်လို့ဥစ္စာတွေ့တဲ့အခါကျတော့ပြောမယ်ဆိုကျွန်တော်လည်းနိုင်ငံများရောမြောက်ဘူးပေါ့ဒါနဲ့မလေးရှားရောက်ခဲ့တော့လို့ရှိတော့လူငယ်စီစဉ်တော့မသွားခဲ့ပါမယ်အဲ့လိုမျိုးလူငယ်လောက်ပြောတယ်ဒီမှာလိုတော့အားတက်တာကျွန်တော်ကြုံပြီးတော့ကျွန်တော်ဖတ်မှာအဲ့လိုမျိုးသိရှိတယ်ပေါ့ဗျာဒီမှာကြားတော့ဆိုတော့ကလေးတွေအနေငယ်လေးရရမ်းငယ်လေးရဆိုတော့လေဟိုသိပြီးတော့ဘယ်တော့ဖြစ်လာမလို့မသိတော့လာမယ့်10နှစ်ပိုင်းမှာလည်းဖြစ်တော့ဒီဘက်ကလူတွေကလူပြောမရှိပြင်းဖြစ်နေတဲ့ပုံစံတက်ရောက်လို့ဖြစ်တယ်တော့ကျန်တဲ့ကဘာတွေမှာရှိတဲ့လူတွေကဟိုစံမူနာတစ်ခုလိုလည်းဖြစ်မယ်လို့ဆိုမြင်တယ်ကျန်တဲ့ဥစ္စာပြောမှာတော့ဒီကွာချောင်းမှုစံနဲ့ဒီမှာ UK နဲ့ကွာချောင်းမှုတော့နိုင်ငံတော့သူ့နိုင်ငံတော့တေးတာတော့ညတေးတယ်ဆိုတော့နေရာထိုင်တာတော့တိတ်ထူချပါဘူးလို့ဟုတ်တယ်ဒီနေ့ကျွန်တော်အိန္ဒိယလည်းကျေမဟုတ်ပါဘူးလို့အိန္ဒိယလည်းပူပူသေးသေးဟောင်းနေအိန္ဒိယကိုယ်ထောင်တက်ကြီးနေတဲ့အမှာ60 50လောက်ရှိတဲ့အိန္ဒိယဆိုတော့ဒီမှာလို့ဆိုလို့ရှိရင်တော့အရင်ဆုံးကာရိုပြုတ်ပြီးတော့ထဲဝင်ရတယ်ကျွန်တော်ကျတော့အလုပ်ကန်ကြလိုက်လို့ပါပဲလို့ကျွန်တော်တို့ဟိုမှာရှိတဲ့ဒီမှာလူမျိုးတွေမှာတိုင်းဝိုင်းနေတယ်ဒီလိုပါပဲလောက်ကန်ကအတူတူနေပါဒီမှာလောက်လို့ပဲလောက်ကြတယ်ရုံးမှာလောက်တာရှိတယ်လို့စိတ်ရုံးမှာလောက်တာရှိတယ်လို့ဒီနေ့ဆိုင်မှာလောက်တာရှိတယ်ဟိုပြီးလို့ရှိရင်အခုကဒီအင်္ဂလန်လူတွေကဟိုဆူရှီပိုင်းဆိုင်ရာဒီဂျပန်စားစာတွေသူကအရင်ကြိုက်လာတော့ဒီဆိုင်တစ်ဖြည်းဖြည်းနဲ့အများကြီးဖြစ်လာပြီးတော့အဲ့ဆိုင်မှာလည်းကျွန်တော်တို့မြန်မာလူမျိုးတွေပေါ့လေလုပ်တဲ့လူတွေအများကြီးရှိပါတယ်လို့ပြီးရင်ခရစ်ဘုရားကျောင်းကတော့ဟိုမြန်မာ Christian Fellowship ဆိုတော့ရှိတယ်ပြီးလို့ရှိရင်အဲ့မှာလည်းဒီနေ့လည်းတော့ဆောင်ကြပါတယ် Christmas ဆိုတော့လည်းသူတို့လုပ်ဖြစ်ကြပါတယ်လို့ဒါနဲ့ဒီရလူတွေလောက်တော့တိတ်ပြီးတော့ဟိုအားသိမရှိဘူးလို့အနေဆိုလည်းပြောပြရတယ်အဲ့တော့ကျေးဇူးတင်ပါတယ်လို့ခုလိုအားလုံးပြန်ပြရဖြစ်ကြတယ်ဒီပန်နိုင်ငံကိုဒီလိုပြန်လေရောက်ရှိတယ်ဒီကွာဒီမှာပြောကြရတယ်ဗောနော်ကျွန်တော်အင်္ဂလန်ကိုခဏလေးရောက်သွားတော့ပါပဲလို့ရဲကျေးဇူးတင်ပါတယ်တော့ဒီမှာရှိတော့လူခဲစင်လေးလောက်တော့လည်းသူဒီမှာနေခဲ့သူတော့အခုလည်းလီပြပါပဲလို့အားလည်းချင်းရလို့ပါတယ်ဒီမှာရှိတဲ့လူတွေပြောတော့နော်အခုကျွန်တော်အစီအစဉ်အားလုံးအဆုံးသတ်ဖို့ရဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ဒီအစီအစဉ်အကုန်လုံးမှာအောင်ပေးကြတဲ့ဒီကျွန်တော်ဒီအတင်းကျွန်တော်လူတွေလာအားပေးရပေါ့နော်ဒီအတင်းကအားလုံးရောက်စီတိုင်းတော့ကျွန်တော်အခုနောက်ဆုံးမှာကျွန်တော်တို့ဟိုခွန်အားအပြည့်နဲ့ပြင်ပန်းနှွမ်းနေကြတော့အားကျနေတာအကုန်လုံးအာဟာရဖြည့်ပေးမဲ့ကျွန်တော်တို့အစားအသောက်တွေပြင်ဆင်ပေးတယ်ကျွန်တော်ဂျပန်နိုင်ငံမှာဇုံမီစီတဲ့ restaurant ဆိုတာဆိုင်ရှိပါတယ်အဲဒီဆိုင်ကနေပြောကျွန်တော်ဒီဆက်ချိုးကိုယ်တိုင်ကပေါ့နော်ကျွန်တော်တို့ဒီနေ့ပွဲအတွက်ဟိုကျွန်တော်အစားအသောက်ပြင်ဆင်ပေးရဖြစ်ပါတယ်ဒီအစားအသောက်မီးစမ်းပြီးတခြားတင်းတော်မှာရှိတယ် DKBC ကနေရဖြစ်ဖြစ် DJR နေရဖြစ်ဖြစ်အဲဒီတင်းတော်မှာကျွန်တော်တို့ဇုံမီဘန်တိုမာလို့ရတယ်ဆိုတော့လည်းကျွန်တော်ဒီမှာကြောင်းရချင်းပါတယ်ပြောဒီဆက်စီ
ကျွန်တော်တို့လူငယ်တွေရဲ့အစီအစဉ်အားလုံးဒီအစားအသောက်တွေအတွက်ပြင်ပန်းခံပြီးလုပ်ပြီးဒီတကယ်ဇိုမီဇီရဲ restaurant ပေါ်မှာကျွန်တော်အထူးကျေးဇူးတင်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်ကျွန်တော်အခုအစီအစဉ်အဆုံးသတ်ဖို့ဖြစ်တဲ့အတွက်ကြောင့်အစီအစဉ်နောက်ဆုံးအနေနဲ့ကျွန်တော်မြန်မာပြည်အတွက်ခရစ်တော်ဆိုတဲ့တခြင်းကိုအားလုံးအတူတူပြီးဆို